လာအိုမျိုးသမီးအသင်းကိုတာဆင်ဝက်သွင်းပြီးအနိုင်ယူခဲ့တဲ့မြန်မာယူ19မျိုးသမီးအသင်းမင်္ဂလာပါပရိသတ်ကြီးမြန်မာယူ19မျိုးသမီးအသင်းကတော့တာဆင်ဝက်သွင်းကုန်နဲ့အတူနိုင်ပွဲရရှိခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံကအေရှင်းနိုင်ငံအဖြစ်လက်ခံကျင်းပနေတဲ့အာဆီယံယူ19အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုဒီနေ့ဇွန်လ17ရက်နေ့ကအုပ်စုဒုတိယအဆင့်ပွဲစဉ်အဖြစ်နဲ့မြန်မာနဲ့လာအိုအသင်းတို့အရှင်ပြိုင်ကစားခဲ့ကြရမှာတော့မြန်မာအသင်းက6-9ကိုမရှိနဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့ပွဲစဉ်အတွင်းမှာဆိုရင်တော့ကစားသမားအပြောင်းအလဲများပြုလုပ်ခဲ့တဲ့မြန်မာအသင်းကလာအိုအသင်းကိုပထမပိုင်းပွဲပြီးချိန်အတွင်းမှာ3-9သွင်းယူနိုင်ခဲ့ပြီးတော့ဒုတိယပိုင်းပွဲပြီးချိန်အတွင်းမှာတော့နောက်ထပ်မှန်3-9သွင်းယူနိုင်ခဲ့တာကြောင့်စုစုပေါင်း6-9ကိုမရှိနဲ့ပြန်အနိုင်ရရှိခဲ့တယ်လည်းဖြစ်ပါတယ်။ဒီပွဲတွေမှာဆိုရင်တော့ဒီစီအောင်က2-9စုစုကင်2-9ရင်လုံးအိမ်တစ်လုံးနဲ့အေဆိုတို့က1-9သွင်းယူခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ယူ19မြန်မာမျိုးသမီးအသင်းလက်ရွေးစင်အသင်းဟာဆိုလို့ရှိရင်ဇွန်လ9ရက်နေ့ကအေရှင်ပြည်နယ်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရတာမှာတော့2-9ကိုမရှိနဲ့ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ကတော့ဇွန်လ13ရက်နေ့မှာအုပ်စုတွင်နောက်ဆုံးပြိုင်ပွဲအဖြစ်တီမောအသင်းကိုထပ်မံရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။တီမောအသင်းကိုအနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့နောက်တစ်ဆင့်တက်လှမ်းဖို့အလားအလာရှိနေပြီလည်းဖြစ်ပါတယ်။အာဆီယံယူ19အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု A မှာတော့မြန်မာဗီယက်နမ်လာအိုတီမောအသင်းတို့တအုပ်စုတွေကြာရောက်နေပြီးတော့အုပ်စု B မှာတော့ထိုင်းကမ်ဘောဒီးယားမလေးရှားအင်ဒိုနီးရှားတို့နဲ့ကြာရောက်နေကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးလည်းနောက်လာမယ့်ပွဲစဉ်အတွက်မြန်မာအသင်းကိုလည်းအားပေးစကားလေးများပြောကြားပေးခဲ့ပါဦး။အဆုံးထိဆောင်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။